တိုက်ကားစီကြတယ်။ဝိုးဒီတိုက်ကားတွေကမိုက်တယ်ကွာ။ရေလေလမ်းကျက်ပဲ။ငပိတ်ဟိုဘက်ကောင်မောင်မိဝိုင်းတို့ကိုတိုက်မယ်။ဒီလိုနဲ့သူတို့အဖွဲ့သားတွေလည်းနှစ်ယောက်တည်းတိုက်ကားစီးနဲ့ပျော်နေခဲ့ကြတယ်။မော်စီယာချက်ကြီးနေမကောင်းဖြစ်နေရတိတိရချင်းဖိုးတူတို့အဖွဲသားတွေလည်းချက်ကြီးရင်ကိုအလောတကြီးသွားနေခဲ့ကြတယ်။ဘာကြီးတွေ့ပြောတာတော့ကိုချက်ကြီးနေမကောင်းဖြစ်နေရကြပြီဆိုပဲဟာ။အေးဟာကိုချက်ကြီးလေလေတို့အတိမပေးပဲနေနိုင်လုံးနေ။တိုးပေါ်ကသူရှိရနေခက်သက်ရှောက်နေကြတဲ့တငယ်ချင်းတွေကိုလှမ်းပြောလိုက်တယ်။ဟေးငါလေစောင့်ကြအောင်လေလောနေပါတယ်ဆိုမှမြင်မြင်လာစမ်းမှာဝက်ပေါက်ရဲ့ငါလေးမပြေုံတမဲရှောက်နေတာပဲဟာနောက်တော့သူတို့အဖွဲသားတွေလည်းချက်ကြီးအိမ်ကိုရောက်လာခဲ့ကြတယ်ချက်ကြီးကတော့အေကန်ရှိမှခွေလေးလှဲနေခဲ့တာပါဖိုးတူလည်းချက်ကြီးနားကိုတွားလိုက်ပြီးတော့တတလေးလှုပ်နှုံးလိုက်တယ်ကိုချက်ကြီးကျွန်တော်လာတယ်ဗျဒါနဲ့ချက်ကြီးလည်းမျက်လုံးပွင့်လာခဲ့တယ်။မင်းတို့လာတာပဲ။ကိုချက်ကြီးတိတ်နေမကောင်းဘူးကွ။အဲ့အကြောင်းပဲလာခဲ့တာဗျ။နေမကောင်းဖြစ်နေတဲ့ဟာကိုကျွန်တော်တို့ကိုဘာလို့ဖုန်းမဆက်တာလဲ။နေမကောင်းဖြစ်တာလေးပဲကွာ။ဘာမှဖြစ်ပါဘူး။ကိုချက်ကြီးကဘာမှမဖြစ်ဘူးသာပြောနေတာ။ကိုချက်ကြီးမျက်လုံးကပန်နာအတိုင်းပဲဗျ။ကိုချက်ကြီးဘာစားပြီးပလဲ။စင့်ရောတောက်ပြီးပြီလား။ကိုချက်ကြီးမထနိုင်နေရနဲ့ဘာမှမလုပ်ရသေးဘူးကွ။အဲ့လိုဆိုရင်ဘယ်ဖြစ်မှာလဲစေးတော့မှပြောက်မှာပေါ့လာမိဝိုင်းတို့နှစ်ယောက်ဆမ်းမြုပ်သွားပြုတ်ကြမယ်ဒါနဲ့ငပိန်နဲ့မိဝိုင်းလေးမိဖို့ကန်ရှိရာဘက်ကိုထွက်သွားခဲ့တော့တယ်ကိုချက်ကြီးခုရောဘလို့နေသေးလဲတကုံလုံးညောင်းကြိုက်ပြီးတော့တူနဲ့ထုကန်ထားရတယ်လို့ပဲကွဒါလို့ဆိုရင်တော့ကျွန်တော်နှိပ်ပေးပါမယ်အဲ့လိုပြောပြီးချက်ကြီးရဲ့ခြေထောက်တစ်ဖက်ကိုနှိပ်ပေးနေတော့တုပ်ပေါ်လဲကျန်တစ်ပတ်ကိုနှိပ်ပေးနေခဲ့တော့တယ်ခဏလောက်ကြာမှငပိန်နဲ့မိဝိုင်းလေးစံပြုံးနဲ့ရေယူပြီးပြန်ရောက်လာခဲ့တာပါကိုချက်ကြီးစံမြုပ်ရပြီဗျဒါစားပြီးတော့စေးတောင်းနော်အေးကွယ်နေမကောင်းဖြစ်နေတဲ့ကြောက်ကိုလာကြည့်ပြီလို့ကျေးဇူးတင်လိုက်တာကိုချက်ကြီးကလည်းပြောပြန်ပြီကျွန်တော်တို့ကိုချက်ကြီးလှုပ်ပေးခဲ့တာတဲ့ဆိုင်ခုမှပါမွားလေးပါဗျဒါနဲ့ချက်ကြီးလည်းစံမြုပ်ဆောင်ပြီးစေးတောင်းလိုက်တယ်ခဏကြာမှနေလို့ထိုင်လို့ကောင်းသွားခဲ့တာပါကိုချက်ကြီးဘလို့နေသေးလဲခုတော့တော်တော်နေလို့ကောင်းသွားပြီကွဒါနဲ့ကျုပ်မင်းတို့ပြောစရာရှိတယ်ဒီနေ့တရေပွဲတော့ဟာတပြေကုန်းရွာနောက်ဘက်မှာဖြစ်တယ်ကွအဲ့ဒါမင်းတို့သွားကြမှာလားသွားမှာဗောကိုချက်ကြီးကကိုချက်ကြီးရောအတူသွားမယ်မဟုတ်လားကျုပ်တော့မလိုက်တော့ပါဘူးမင်းတို့လေးတွေပဲဂယူးဆိုင်သွားကြဖို့အဲ့လိုပြောပြီးချက်ကြီးကသူ့ကောင်းအောက်ကနေပတ်စံလိုက်ပြီးဖိုးတူကိုပေးလိုက်တယ်။ရော့ပွဲတော်မှာတုံးမှုအတွက်မဟုတ်ဘူး။ဟာကိုချက်ကြီးကလည်းလှုပ်ပြီးမဟုတ်ဖို့တော့မြူပြစီနေဗျ။ယူသွားလိုက်ပါ။ဟိုရောက်ရင်လေမင်းတို့သုံးစရာတွေများမှာကွ။ပြီးတော့ပျော်ပျော်လေးခဲ့ကြဟုတ်ပြီလား။ညနေပိုင်းရောက်တော့မိဝိုင်းနဲ့စောင်းလေးရွာနောက်ကကံမှာရေခက်နေခဲ့ကြတယ်။ဒါနဲ့စောင်းငါတို့တရေပွဲတော်သွားဖို့ရှိတယ်ဟာအဲ့ဒါနေရောလိုက်ခဲ့ပါလားတရေပွဲတော်ဟုတ်လားတရေတွေလုပ်တဲ့ပွဲလားယင်လူသားတွေကတရေတွေအတွက်လုပ်ပေးတဲ့ပွဲဟာအဲ့ဒီပွဲမှာအကောင်လုံးကတရေတွေလိုလိုက်ဝဲကြမှာဆိုတော့လူလားတရေလားဆိုတာမခဲချနိုင်တော့ဘူးလေဒါမှမပြောစရာကောင်းနေဟာဟိုငါတရေကြောက်တော့မလိုက်တော့ပါဘူးဟာပြီးတော့ငါအမေလည်းမလွတ်တော့ဘူးဟာအမအဲ့လိုဆိုလဲမလိုက်ပါနဲ့ရေကက်လို့ပြီးပြီမဟုတ်လားသွားကြစို့မိဝိုင်းတို့လည်းရေအိုးလေးကိုစီရက်ပြီးတော့ထွက်လာခဲ့ကြတယ်နောက်နေ့ရောက်တော့ဖိုးတူတို့အဖွဲသားကြီးလည်းတရေပွဲတော်သွားဖို့အတွက်အဝေးစားတစ်တီနဲ့ထွက်လာခဲ့ကြတာပါမိဝိုင်းနင်ကအိတ်တီပါလွယ်လို့ပါလားဘာလဲပေးများလာတာလားအောင်မေပေးများတွေကဖြစ်ရသည်မိန်းကလေးပဲဟဲ့အိတ်လွယ်တာများအဆက်မှတ်လို့အေးလေဟုတ်သားပဲကဲပါတော်တော်လေးရှောက်ကြအောင်ဒီလိုနဲ့လေလှဲကြောင်မမီပဲဖြစ်နေလိမ့်မယ်ဒီလိုနဲ့သူတို့အဖွဲ့
တက်လေးရှောက်သွားကြတယ်နောက်တော့သူတို့ဖွဲ့သားတွေလည်းတရေပွဲတော်ကျင်းပတဲ့ရွာကိုရောက်လာခဲ့ကြတယ်လမ်းမပေါ်မှာတော့တရေလမ်းသွားလမ်းလာတွေနဲ့စီကားနေခဲ့တာပါဝါတရေပွဲတော်လာတဲ့သူတွေတော်တော်များပါလားဟုတ်ပါနော်ဒါတော့လမ်းမပေါ်မှာပဲရှိသေးတယ်ပွဲရှိရဲ့နေရာဆိုပိုစီနေလောက်တယ်ဟာအဲ့ဒီအချိန်မှာပဲတုတ်ကောင်ကအိမ်ချိန်တွေကနေတကြားလုံးယူပြီးထွက်လာတဲ့တရေကလေးတွေကိုမြင်လိုက်တယ်ဟဲ့လေဟိုကလေးတွေကဟိုအိမ်ထဲကနေတကြားလုံးနေတွားကိုလာခဲ့တယ်ဟာအဲ့ဒါခိုးတာမဟုတ်ဘူးတော်ဘောရဲ့အိမ်ရှင်ကိုယ်တိုင်ဟာကိုခုလိုယူလို့ရအောင်ထားပေးတာအော်အဲ့လိုလားဒါဆိုငါလည်းတွားယူလို့ရလာရင်ရတာပေါ့ဟာဒါနဲ့တုတ်ပေါ်လေအိမ်တရဲ့တကားမောင်တော်ကိုတွားလိုက်ပြီးတော့ချင်းလေးနဲ့ကြထားပြီးရဲ့တကြားလုံးတွေကိုလက်တဆုပ်စာနှိုက်ယူပြီးပြန်ထွက်လာခဲ့တော့တယ်ဟဲ့တုတ်ပေါ်နင်းဆိုဒီမှာလေစီကံမရှိလိုက်တာတလုံးနှလုံးဆိုတော်ပြီပေါ့ဟဲ့မသိဘူးလေငါစားနိုင်တယ်လို့ယူလာတယ်ဟာဒါတော့မဝဘူးဒါနဲ့မိဝိုင်းလေးကောင်းခါလိုက်တယ်တကြားလုံးကိုလေအဝစားတဲ့တေးစားများမှတ်နေလားမသိဘူးကဲပါပွဲရှိအောင်သွားကြစို့ဒီလိုနဲ့သူတို့အဖွဲ့သားတွေလေလူတွေစုအောင်နေတဲ့နေရာနာကိုရောက်လာခဲ့ကြတယ်ဟာဟိုမှာလူတွေအုံနေရပဲဘာလို့နေကြတယ်မသိဘူးသွားကြရအောင်ဒါနဲ့၄ယောက်သားလူတွေစုအောင်နေတဲ့နာကိုတိုးကပ်သွားလိုက်ကြတယ်ဝါဒါတိုက်ကားစီးလို့ရတဲ့နေရာပဲဟာဒါကလေမြို့ပေါ်ကစားကွင်းနေမှာရှိရဲ့တိုက်ကားဆိုတာလားဟုတ်တယ်တော်ဘောရဲ့ဟာပျော်စရာကြီးတို့လည်းစီးရအောင်နော်စီးမယ်ငါလေးစီးစင်နေရဟာဒါနဲ့သူတို့၄ယောက်သားတိုက်ကားစီးကြတယ်โอ้ဒီတိုက်ကားတွေကမိုက်တယ်ကွာရေလေလမ်းကျက်ပဲငတိဟိုဘက်ကောင်မမိဝိုင်းတို့ကိုတိုက်မယ်ဒီလိုနဲ့သူတို့အဖွဲ့သားတွေလည်းနှစ်ယောက်တည်းတိုက်ကားစီးရင်းနဲ့ပျော်နေခဲ့ကြတယ်တိုက်ကားစီးပြီးနောက်တော့သူတို့အဖွဲ့သားတွေလည်းပွဲစိတ်ရှိရာဘက်ကိုထွက်လာခဲ့ကြတယ်ငါတို့တခုစားရအောင်လေငါဗိုက်စာနေပြီဟာဘာစားကြမှာလဲမင်းတို့အစီအမရစားလေငါကတော့ဘာပြည့်ရပါတယ်ဒါဆိုငါတို့ကြက်သားတံမောင်စားကြမလားကောင်းတာပဲစားကြတာပေါ့ဒီလိုနဲ့သူတို့အဖွဲ့သားတွေလည်းဓမ္မောက်ဆိုင်မှာဝင်ထိုင်လိုက်တယ်အရေးဓမ္မောက်လေးပွဲပြုတ်အေးရမယ်သားလေးဒါနဲ့တော့ဘုံကသူတို့နာကနေထထွက်သွားတယ်ဟဲ့အောင်မပေါ့ဘယ်သွားမလို့လဲဟိုနာခနာဟာအဲ့လိုပြောပြီးတုတ်ပေါ်လေးအာတာပူစီဆိုင်ရှိကိုသွားလိုက်ပြီးတော့အာတာပူစီတွေဝယ်နေခဲ့တာပါကိုကြီးတားကိုအာတာပူစီ2ခုပေးပါဗျရမယ်ဗျာရမယ်ဒါနဲ့တုတ်ပေါ်လေးအာတာပူစီ2ခုကင်ပြီးသူတို့နာကိုပြန်ရောက်လာခဲ့တယ်တုတ်ပေါ်ဒီမှာဓာတ်မောက်တွေရနေပြီဟာဘယ်သွားနေရလဲဒီမှာလေအာတာပူစီသွားဝယ်လာခဲ့တာရော့နေအတွက်တခုအော်အေးကျေးဇူးပဲဒါနဲ့သူတို့အဖွဲ့သားတွေလည်းဓာတ်မောက်စားနေခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲညီးကုန်နေကြတဲ့အတန်တန်ကိုကြားလိုက်ရတာပါဦးလေးညစ်တယ်ဗျာကျွန်တော်တို့ကဒီရုံမဟုတ်ဘူးဗျပွဲစီမှာဖွင့်ထားတဲ့အတန်တွေတက်ပိုးကျနေအောင်ဆိုတော့ဖိုးတူတို့လည်းအတန်လာရာဘက်ကိုကြည့်လိုက်ကြတယ်ဟိုနားမှာရံမွေးဖြစ်နေကြရဲ့နေတူတယ်တို့တွေသွားကြည့်မလားပြောဆွဆွနဲ့ငပိရထထွက်သွားတော့ဖိုးတူတို့လည်းနောက်ကနေလိုက်သွားခဲ့တော့တယ်နောက်တော့ဖိုးတူတို့လည်းငင်းကုန်နေရဲ့ဆိုင်နာကိုရောက်လာခဲ့ကြတာပါဟမ်စောင်းမဟုတ်လားစောင်းလေသူ့နမဲခေါ်တဲ့သူကိုကြည့်လိုက်ချိန်မှာလန့်သွားခဲ့တယ်အမလီဟိုနေကမိဝိုင်းလိုက်ရင်ဟုတ်တယ်ဟာငါပဲတရေပုံစံပြောင်းထားလို့ရေအော်အေးဟိုချက်ချင်းဆိုတော့ငါလေးတရေစီထင်သွားတာဟာဒါနဲ့တိုးကြောမင်းနဲ့ဦးလေးကြီးကဘာဖြစ်နေကြလဲဘာဖြစ်ရမှာလဲဒိုးရုပ်ပေါက်ထားတာတခြားရုပ်ခုပေးလာတော့အရုပ်ဟောင်းကြည့်လေဒါမှပြန်ပြောနေတာတိုးကြောထားလိုက်ငါပြန်ပေါက်ပြီမင်းဦးလေးကြီးတခါပေါက်ရင်ဘယ်လောက်လဲဒီဘောလုံးတွေကတစ်လုံး1000ဒါဆို9လုံးပေးဗျာဟိုမှာရှိနေတဲ့ရုပ်တွေအောက်ကြတာနဲ့နိုင်မီမဟုတ်လားဟုတ်တယ်နိုင်မီပြီးတော့အဲ့ဒီအရုပ်ပုံစံပဲရမှာမဟုတ်လားဟုတ်တယ်အဲ့ဒီရုပ်နဲ့စင်လူတာပဲပေးမှာโอเคလေ
ငါပဲငါလည်းနှလုံးပေးအောင်ဒါနဲ့ဖိုးတူလေးဘောလုံးကိုပြစ်ပေါက်လိုက်ချိန်မှာချော်သွားခဲ့တယ်ဟာတည်တည်လေးချော်သွားတယ်ကွာဖိုးတူနောက်တစ်ချိန်ထပ်ပေါက်ချိန်မှာအယုတ်တရုတ်ကျသွားခဲ့တော့တယ်ရှေးကျသွားပြီဟိတ်ဒါနဲ့ဦးလေးကြီးလည်းကျသွားတဲ့အယုတ်နဲ့စင်တူရဲ့ရုပ်ကိုပေးလိုက်တယ်ရောက်ပြီမဒါနဲ့အတွက်ဟဲတကယ်လားကျေးဇူးပါပဲဖိုးတူရဲ့ဟင်ပြောလိုက်တာဒီတက်ကငါပြစ်တယ်လေအဲ့လိုပြောပြီးပြစ်လိုက်ချိန်မှာအယုတ်တရုတ်ကိုထိမှန်သွားခဲ့တယ်ရှေးကျသွားပြီငပိန်လေးဦးလေးကြီးပေးတဲ့ရုပ်ကိုယူပြီးစောင်းကိုပေးလိုက်တယ်ရောက်ဆောင်နေယူလိုက်ငါ့ကိုပေးတာလားပြောလိုက်တာကျေးဇူးနော်ကျေးဇူးငပိန်ငါလည်းပေးအောင်လေအေးပါခဏလေးဒါနဲ့ငပိန်လည်းထပ်ပေါက်လိုက်ချိန်မှာချော်သွားခဲ့ပြန်တယ်တလုံးမဲကြံတော့ရမလားငပိန်စိတ်ရေးထားနော်ငပိန်လေးစိတ်ရေးထားပြီးပြက်ပေါက်လိုက်ချိန်မှာအယုတ်တရုတ်ကိုရသွားခဲ့ရောတယ်ရှေးအယုတ်ရပြီဟိတ်နောက်ဆုံးရတဲ့အယုတ်ကိုတော့တုပ်ပိုးကယူလိုက်တယ်ငပိန်ငါယူလိုက်မယ်နော်ယူထားပြီဟာဟိုးယူပါကဲငါတို့မုတ်တွေဝယ်ပြီးပွဲသွားကြည့်ကြတော့မလားသွားကြတာပေါ့နောက်တော့သူတို့အဖွဲ့သွားရင်လေအယုတ်တွေမုတ်တွေနဲ့ဇက်ကုံရှိကိုရောက်လာခဲ့ကြတယ်ဟိုနောက်မှာဖျားလို့နေတယ်အဲ့ဒီမှာပဲထိုင်ကြတာပေါ့ဒီလိုနဲ့သူတို့အဖွဲ့သွားရင်လေဖျားမနေရယူလိုက်ကြတယ်အယုတ်ရလာတော့ပဲဟာဒီရုပ်နဲ့ကောင်းပြီအိတ်လို့ရပြီနင်ကပွဲကြည့်ဖို့လာတာလားအိတ်ဖို့လာတာလားနှစ်ခုလုံးမော်ဟာကောင်းတာပဲဒါနဲ့ဆောင်ဘလို့ပြပြီးတော့တရေပွဲတော်ကိုရောက်လာခဲ့ရလေဟာအေးလေဟုတ်တာပဲငါလည်းမေးမလို့မမေးဖြစ်သေးတာနင်ပြောတော့ကြောက်တယ်ဆိုပြီးတော့အိမ်ကလည်းမလွတ်ပါဘူးဆိုငါလည်းဟိုတိုးကြော်လာခေါ်တာနဲ့လိုက်လာခဲ့တာဟာပြီးတော့တကားမှလည်းမရောက်ဘူးတော့ဘလို့မျိုးလဲဆိုတာသိကျင်လို့လीမပြောချင်ဒါနဲ့တရေမိတ်ကဘသူလိမ့်ပြရလဲငါဘာသာလိမ့်ခဲ့တာဟာဘလို့လဲလှရလားလှပါတော့လှပါကဲဟိုမှာမင်းသားနဲ့မင်းသမီးထွက်လာပြီပွဲကြည့်အောင်ဒါနဲ့သူတို့ဖွဲ့သားပြီလေမုံလေးစားလိုက်တရေမင်းသားမင်းသမီးတို့ဖြောပြတာကိုကြည့်လိုက်နဲ့ရှိနေခဲ့ကြရင်နောက်နေ့မနေ့ရောက်တော့ဖိုးတူတို့အဖွဲသားပြီလေဇက်ကုံရှိမှရုံလေးကောင်းလို့တခေါ်နဲ့အိပ်ပျော်နေခဲ့ကြရင်အဲ့ဒီအချိန်မှာပဲဖျုံသီးတရေကသူတို့နာကိုရောက်လာခဲ့တာပါဒီတရေကလေးတွေကပွဲပြီးသွားတာမသိဘူးနဲ့တူတယ်အဲ့လိုပြောပြီးလှုပ်နိုးလိုက်တယ်ဟေးကလေးတွေထပွဲပြီးပြီဒါနဲ့ဘိုးတူလည်းအရင်ဆုံးနိုးလာခဲ့ကျွန်တော်တို့ဘာလို့နှိုးနေရလဲဗျပွဲပြီးနေပြီဟာမင်းတို့မပြန်ကြသေးဘူးလားဒါနဲ့ဘိုးတူလည်းဇက်ကုံဘက်ကိုကြည့်လိုက်ချိန်မှာဘသူမှမရှိနေတဲ့ပြင်ပွဲကြည့်ပရိသတ်တွေလည်းတယောက်မှရှိမနေတော့ပါဘူးဟေးထကြတော့မိုးလင်းသွားပြီဟာအဲ့ဒီအချိန်ကျမှအကုန်လုံးနိုးလာခဲ့တော့တယ်ပွဲပြီးသွားပြီလားဘိုးတူမျက်လုံးလည်းတေးသေးချာဖွင့်ကြည့်ကြအောင်ကွဒါနဲ့ငပိန်လေးမျက်လုံးကိုပုတ်တိုက်ပြီးတေးချကြည့်လိုက်တော့တရေတယောက်မှမရှိတဲ့ပွဲကင်းကြီးကိုသာမြင်လိုက်ရတော့တယ်တရေတွေဟာဘယ်ရောက်ကုန်တာလဲဘိုးတူမိုးလင်းနေပြီလေပြန်ကုန်ကြပြီနေမှာပေါ့တို့လည်းပြန်ကြစို့ငါတို့အိတ်ကျင်နေတယ်ဟာခဏလောက်အိတ်လို့ရလိုက်အဲ့လိုပြောပြီးလှဲနေခဲ့တော့တယ်ဒါဆိုနေကြံခဲ့မှာလားဟာကြုံကဲဒီလိုဆိုလဲထပြန်မယ်လို့ဟိုဖျောင်းသီးတည်းကျွန်တော်တို့ကိုလာနိုးပေးလို့ကျေးဇူးပါပဲဗျရပါတယ်မနေ့ကပွဲကအရန်ကောင်းနေမဟုတ်လားဟုတ်တယ်ဗျဟိုဇပွဲအတန်လေးကျွန်တော်တို့ကိုချိုးသိမ့်နေသလိုပဲဟိုဒါကြောင့်အိပ်ပျော်သွားခဲ့တာဟင်းထင်းနေအဲ့ဒါကြောင့်ဆိုတာဒါဆိုဟိုကျွန်တော်တို့ပြန်လိုက်ပါအောင်မေဗျအေးကွာကောင်းပြန်ကြအောင်နောက်နေ့တရေပွဲတော်ကြရင်လည်းလာခဲ့အောင်နော်ဟုတ်ကဲ့ပါဗျဒီလိုနဲ့သူတို့အဖွဲ့သားတွေလည်းပြုံးသီးတရေကိုနှောက်ဆက်ပြီးအဲ့ဒီကနေထွက်လာခဲ့တော့တယ်